အားလုံးပဲမင်္ဂလာပါအလီယာဖြစ်ပါတယ်။အလီယာဒီနေ့ကတော့အတော့လက်ရဖြစ်တဲ့လောက်ရလွယ်တဲ့ငပြောသီးငစုပ်ကြော်နည်းလေးကိုမျှဝေသွားမှာဖြစ်ပါတယ်။အလီယာရဲ့မောင်လေးညီမလေးတွေအရန်ကြိုက်ကြတဲ့အစားအစာလေးဖြစ်ပါတယ်။ပေါင်ဖြစ်စီလေးကတော့အရန်ကြီးရောမများဘူးပေါ့နော်။ငပြောသီးငစုပ်လို့ရင်ဖီချန်ဒါမှမဟုတ်လို့ရှိရင်တီမွေးငပြောပေါ့နော်။တီမွေးကိုတချို့ကလည်းခွန်အောင်လို့ခေါ်တယ်။အဲ့ဒီငပြောနှစ်မျိုးကတော့အကောင်းဆုံးပေါ့နော်။ဒီဗီဒီယိုထဲမှာတော့အတော့ရဲ့ခြံထွက်ခွန်ငပြောသီးကိုအသုံးပြုထားပါတယ်။မမဲ့သေးရဲ့ငပြောသီးအစိမ်းကြီးကိုသုံးပေးရပါတယ်။ငပြောသီးငဆော့အတွက်စပလင်ကိုတော့အလီယာတို့မောင်နှမတတိုင်အမ channel မှာစပလင်တော့ခုကြပါတယ်ပဝန်ပစ္စည်းစုံပြီဆိုတော့အရင်ဆုံးစပလင်ရဲ့စက်သွန်ဖြူစက်သွန်នេះငရုတ်ဒီခွဲချမ်းတဲ့ဆက်နွေးမုတ်တွေကိုအတူတူရောထောင်းပါမယ်ပြီးရင်တော့ငပြောသီးထည့်ထောင်းပါမယ်ထောင်းလို့ငပြောသီးကြည်သွားပြီဆိုရင်တော့စံချက်မုတ်ပြီးရင်ပဲချက်မုတ်ထည့်ထောင်းမယ်ပေါ့နော်အကုန်လုံးညှက်သွားပြီဆိုလို့ရှိရင်တော့နောက်ဆုံးအနေနဲ့ရှက်နဲ့ထည့်ထောင်းပါမယ်အရသာကတော့ကိုလိုတလိုထည့်လို့ရပါတယ်အကုန်ထောင်းလို့ပြီးရင်တော့အလုံးလေးတွေလုပ်ပြီးတော့စီပူမှကြော်လို့ရပါပြီငပြောသီးငဆုပ်တွေအယောင်ပြောင်းပြီဆိုရင်တော့စားလို့အသင့်ဖြစ်ပါပြီဒေအိုးကိုချချင်းဆိုတော့ပူလို့မစားနိုင်တဲ့ကလေးတွေကိုလေငါစားပြမယ်ဆိုပြီးတော့စားပြနေရဲ့အမကြီးပါသူအပူစားနိုင်တယ်ပေါ့နော်ကလေးတွေကလည်းသူတို့အမအတိုင်းလိုက်စားကြပါတယ်မဟုတ်လို့ရှိရင်ကုံသွားမှာဆိုလို့ပေါ့နော်ပူနေအောင်စားကြပါတယ်ကလေးတယောက်ကိုအနည်းဆုံး9ခုတောင်စားကြတာပါသူတို့စားနေအောင်သဘောကျပြီးတော့ဗောနော်ဗီဒီယိုလိုက်ရိုက်လိုက်ရီလိုက်လုံနေအလျော့ပဲနောက်ဆုံးတော့နည်းနည်းပဲစားရပါတော့တယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်God bless you all